မင်္ဂလာပါခင်ဗျာဗုဒ္ဓတရားတော်များနှင့်950ဇက်နိဗ္ဗတ်တော်များ channel မှာကြိုဆိုပါလေယနေ့မှာတော့ဇက်နိဗ္ဗတ်တော်ထဲကအကျိုးရှိသောဇက်တစ်ပုဒ်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဇက်တော်ရဲ့နာမည်ကကထဝါဟနဇက်မိမိမှဖြစ်သောသားကိုမစွန့်အကြောင်းဖြစ်ပါတယ်ဖိစုဖန်ဝတ္ထုနတ်နှင့်တကွာသောလူကိုဆုံးမတော်မူသောမြတ်စွာဘုရားသည်ပုတ်တော်တရားဟံမဟာရာဇအစရှိသောဂါထာပုတ်ထင်တန်ဆာအားသောဤကထဝါဟနဇတ်ဟုဇေတဝန်ကျောင်းတော်၌နေတော်မူစဉ်ဝါတပခတ္တိယဟုအကြောင်းပြုလီဟောတော်မူ၏ဝါတပခတ္တိယဤဝတ္ထုသည်ဒွါရတကနိဘတ်ဗဒတာလဇတ်၌ထင်စွာဖြစ်လတံဝါတပခတ္တိယသည်မဟာနန္တာကီဝမင်းဤသမီးဖြစ်လတံနာဂမုန်ဒအမည်ရှိသောကျွန်းမဤဝမ်း၌ဖြစ်၏ကောသလမင်းကြီးဤမိဖုရားကြီးဖြစ်လတံဝါတပခတ္တိယသည်မင်းကိုဆွဲ၍သားကိုဖွာ၏မင်းဒီကဝါတပခတ္တိယဤကျွန်းမအဖိကိုနောက်မှသိ၍မိဖုရားကြီးအရာကိုနှုတ်၏သားဝိဘဤလည်းအရာကိုနှုတ်သည်သာလင်သည်ထိုသားမိနှင်းရောက်တို့သည်လည်းနန်းတော်တွင်၌သာလင်နေကုန်၏မြတ်စွာဘုရားသည်ထိုအကြောင်းကိုသိတော်မူ၍နနက်အခါ၌ယဟန်900ချံရွန်လျက်မင်းအိမ်သို့ကြွတော်မူ၍ခင်းအပ်တော်နေရာ၌နေတော်မူ၍မင်းကြီးဝါတပခတ္တိယသည်အဘယ်မှနည်းဟုမေးတော်မူ၏မင်းသည်ထိုအကြောင်းကိုကြားလျှောက်၏မင်းကြီးဝါတပခတ္တိယသည်အဘယ်သူသမီးနည်းဟုမေးတော်မူ၏အရှင်ဘုရားမဟာနန္တာကီဝမင်းဤသမီးသည်ဟုလျှောက်၏လာလက်သည်ရှိသောအဘယ်သူတို့လာသည်နည်းဟုမိန့်တော်မူ၏အရှင်ဘုရားအကျွန်ုပ်တို့လာ၏ဟုလျှောက်၏မင်းကြီးဤဝါတပခတ္တိယသည်မင်းဤသမီးသည်မင်းတို့သာလျှင်လာ၏မင်းကိုသာလျှင်ဆွဲ၍သားကိုရ၏ထိုသားသည်အဘိကြောင့်အဘဥစ္စာဖြစ်သောတိုင်းနိုင်၌အရှင်သည်မဖြစ်ရသာနီရှေးမင်းတို့သည်တခဏမျှနေသောမယားဖြစ်သောထင်းခွေမိမဝမ်း၌သားကိုရ၍သားအားမင်းအထစ်ကိုပေးဘူးကုန်၏ဟုမိန့်တော်မူ၏ပတေနရိကောသလမင်းသည်ထိုအကြောင်းကိုထင်စွာပြစဉ်သောငါမြတ်စွာဘုရားကိုတောင်းပန်၏မြတ်စွာဘုရားသည်ဘဝတစ်ပါးသည်ဖုံးလွှမ်းအပ်သောအကြောင်းကိုထင်စွာပြတော်မူ၏အတိတ်ဝတ္ထုလွန်လေပြီးသောအခါဗာရာဏသီပြည်၌ဗျမဒတ်မီသောမင်းသည်များစွာသောအချံရန်ဖြင့်ဥယျာဉ်သို့တွား၍ထိုဥယျာဉ်၌အပွင့်အသိ၌တက်မှတ်မောသဖြင့်လှဲ့လေသည်ရှိသောဥယျာဉ်တော်ဥ၌တချင်းတည်၍ထင်းခွေသောဆင်းရဲသောမင်းမယောက်ကိုမြင်၍နှစ်သက်သောစိတ်ရှိသည်ဖြစ်၍တန်ဝါသောကိုပြူ၏ထိုခဏ၌လည်းဖျားလောင်းသည်ထင်းခွေမိမ၏ဝမ်း၌ပဋိတန်တေနေ၏ထိုပဋိတန်တေနေသောခဏ၌လည်းထင်းခွေမိမ၏ဝမ်းသည်ဝရဇင်thiếtပြည့်တကယ်သို့လေးလေthiết၏ထင်းခွေမိမသည်ကိုဝန်တီသောအဖြစ်ကိုတီး၍ရှင်မင်းကြီးအကျွန်ုပ်အားကိုဝန်တီ၏ဟုရှောက်၏မင်းသည်လက်စွပ်ကိုပေးခဲ့၍သမီးသည်အကယ်၍ဖြစ်အံ့လက်စွပ်ကိုရောင်းလီမွေးရလောသားသည်အကယ်၍ဖြစ်အံ့လက်စွပ်နှင့်လူကငါအထံသို့ဆောင်ခဲ့လောဟုဆို၍တွားလေ၏ထင်းခွေမိမသည်လည်းပြီးသောကိုဝန်ရှိသည်ဖြစ်၍ဖျားလောင်းကိုဖွာ၏ဖျားလောင်း၏ရွှေရှုပြေး၍၎င်းထဝုံးကျင်ပြေး၍၎င်းတွားတတ်သောကာလ၌ကစားရအညာ၌ငါတို့ကိုအဘမရှိသောသူသည်ပုတ်ခတ်၏ဟုသူငယ်တို့ဆိုကြကုန်၏ဖျားလောင်းသည်ထိုစကားကိုကြား၍အမိထံသို့တွား၍မိခင်ငါအဘသည်အဘယ်သူနည်းဟုမေး၏ချက်သားတင်သည်ဗာရာဏသီမင်း၏သားသည်ဟုဆို၏မိခင်တစုံတစ်ခုသောတက်သေးရှိသလိုဟုမေး၏ချက်သားမင်းသည်ဤလက်စွပ်ကိုပေး၍သမီးဖြစ်ကလက်စွပ်ကိုရောင်း၍မွေးရလောသားသည်အကယ်၍ဖြစ်အံ့လက်စွပ်နှင့်တော့ငါအထံသို့စောင်းခဲ့လောဟုဆို၏မိခင်ဤသို့ဖြစ်ကြရှိသောအဘဲကြောင့်ငါကိုအဘအထံသို့မဆောင်သနည်းဟုဆို၏ထင်းခွေမိမသည်လည်းသားဤအလိုကိုတီး၍မင်းအိမ်တကားသို့တွား၍မင်းအားကြားလျှောက်စေ၏မင်းလည်းခေါ်စေ၍ထင်းခွေမိမသည်လည်းမင်းကိုရှိခိုး၍ရှင်မင်းကြီးဤသူငယ်သည်ရှင်မင်းကြီးသားသည်ဟုဆို၏မင်းသည်တိလက်လည်းပရိသတ်၏အလယ်၌ရှက်ချင်းကြောင့်ငါသားမဟုတ်ဟုဆို၏ရှင်မင်းကြီးဤလက်စွပ်သည်ရှင်မင်းကြီး၏လက်စွပ်သည်ဤလက်စွပ်ကိုတိတော်မူလောဟုလျှောက်၏ဤလက်စွပ်သည်လည်းငါလက်စွပ်မဟုတ်ဟုဆို၏ရှင်မင်းကြီးတစ္ဆာပြုခြင်းကိုထား၍အကျွန်ုပ်အားတပါးသောတသက်မရှိဤသူငယ်သည်ရှင်မင်းကြီးတို့ကိုဆွဲ၍အကယ်၍ဖြစ်ညာအပ်
ကောင်းငင်၌တည်စေအကယ်၍မဖြစ်ညာအပ်မြေတို့ကြ၍သေးစေဟုဖျားလောင်းဤခြေ၌ကမ်း၍ကောင်းငင်သူပေ၏ဖျားလောင်းသည်ကောင်းငင်၌ထဝဲဖွေခွေနေလျက်တာယာစွာသောအတန်းဖြင့်အဘအားတရားဟောလိုရကပုတော်တရားဟံမဟာရာဇတွမ်မန်ပောဆဂျနာဒီပါအန်ကြီးပိဒေဝပောဒေတိကင်ဆဒေဝစကံပဇံဟူသောဤဂါထာကိုဆို၏ဂျနာဒီပါလူတို့ကိုအစိုးရတော်မူသောမဟာရာဇမင်းကြီးအဟံအကျွန်ုပ်သည်တေအရှင်မင်းကြီးပုတော်တာဒီဟုဆို၏တွန်ရှင်မင်းကြီးသည်မန်အကျွန်ုပ်ကိုပောဆမွေးမြူပါလော့ဒေဝရှင်မင်းကြီးသည်အန်ကြီးပိတဘာကုံတော်သူတို့ကိုလည်းပောတေတိမွေးမြူ၏ဒေဝရှင်မင်းကြီးသည်စကံပဇံမိမိသားကိုကင်ဆအချို့မူ၍နပောတေတိမမွေးမြူနနီဟုဆို၏သားမိသည်ကအာတရဇတာခေတရဇတာအန်ဒေဝတိကတာဒိနကတာဟု၍လေးပါးအပြားရှိ၏ထိုလေးပါးတို့၌မိမိကိုယ်တော်ကိုဆွဲ၍ဖြစ်သောသားသည်အာတရဇသားမိ၏အိယာအပြင်ပင်လင်အစရှိတို့၌ဖြစ်သောသားသည်ခေတရဇသားမိ၏အထံ၌အတက်ဆင်သောသားသည်အန်ဒေဝတိကသားမိ၏မွေးစားစိမ့်သောငါပေးရသောသားသည်ဒိနကသားမိသည်ထိုလေးပါးတို့တွင်ဤအရာ၌အတရဇအသားကိုရည်၍ပုကာဟုဆိုသည်မင်းသည်ကောင်းကင်၌နေ၍ဤသို့တရားဟောသောဖျားလောင်း၏တရားစကားကိုနာရ၏ချစ်သာလာလောငါသည်လျင်ပေးအံ့ငါသည်လျင်မွေးအံ့ဟုလက်ဖြန့်၏တပါသောသူတို့သည်လည်းလက်တစ်ထောင်ကိုဖြန့်လင့်ကြကုန်၏ဖျားလောင်းသည်တပါသောသူ၏လက်၌မတက်မူ၍မင်း၏လက်၌တက်၍ရင်ခွင်၌နေ၏မင်းသည်ဖျားလောင်းအားအင်ရှိမင်း၏အဖေကိုပေး၍အမိကိုမိဖုရားကြီးအရာ၌ထား၏ဖျားလောင်းသည်အဘိလွန်သဖြင့်ကထဝါဟနမည်သောမင်းဖြစ်၏တရားသဖြင့်မင်းပြု၍ကံအားလျော်စွာလာ၏ဇက်ပေါင်းမြတ်စွာဘုရားသည်ကောသလမင်းကြီးအားဤဓမ္မဒေသနာကိုဆောင်၍နှစ်ပါးကုန်သောဝိထုတို့ကိုပြတော်မူ၍အနုတန်တွေကိုဆက်၍ယခုအခါမဟာမာယာသည်ထိုအခါအမိဖြစ်ပြီးယခုအခါတုတ်တော်ရဏမင်းကြီးသည်ထိုအခါအဘိဖြစ်ပြီးယခုအခါငါဖျားသည်လျင်ထိုအခါကထဝါဟနမင်းကြီးဖြစ်ပြီးဤသို့ဇက်ကိုပေါင်းတော်မူ၏ဇာတိယုတ်မြန့်အမိလန့်ဘာမြတ်ပဒါနာမွေခံရခုနှစ်ခုမြောက်သောကထဝါဟနဇတ်တီပြီး၏နောက်ထပ်ဇက်နိဘတ်ထဲကအကျိုးရှိသောဇက်တစ်ပုဒ်ကိုတင်ဆက်တော့ပါမှာဖြစ်ပါတယ်ဇက်တော်ရဲ့နာမည်ကမဂဒေဝဇက်ဆန်ဖျူကိုမြင်၍တောထွက်ခြင်းအကြောင်းဖြစ်ပါတယ်ပိဿပံဝတ္ထုနန်းနှင့်တကွတော်လူကိုဆုံးမတော်မူတတ်သောတပ္ပညုမြတ်စွာဘုရားသည်ဥတ္တမန်ဂရုဟာမယုံအဆောက်ရှိသောဂါထာပုတ်ဖြင့်ဒန်စာဆင်အပ်တော်ဤမဂဒေဝဇက်ကိုဇေဒမွန်ကျောင်းတော်၌နေတော်မူစဉ်မြတ်တော်တောထွက်ခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏ထိုမြတ်တော်တောထွက်ခြင်းကိုအောက်ဏီတန်းစကား၌ဆိုအပ်ပြီးသည်တာလင်သည်ထိုကာလ၌ကယဟန်တို့သည်မြတ်စွာဘုရားတို့၏တောထွက်တော်မူခြင်းကိုချီးမွမ်းလျက်နေကုန်၏ထိုအခါမြတ်စွာဘုရားသည်တရားသဖြင့်သို့ကြွတော်မူ၍မြတ်စွာဘုရားတို့၏နေရာ၌နေတော်မူလျက်ယဟန်တို့ကိုမိန့်တော်မူ၏ယဟန်တို့ယခုအခါအဘယ်စကားဖြင့်စီဝေးကြကုန်သနည်းဟုမေးတော်မူ၍အရှင်ဘုရားတပါးတော်စကားဖြင့်အကျွန်ုပ်တို့သည်မစီဝေးကုန်အရှင်ဘုရားတို့၏သာလျှင်တောထွက်တော်မူခြင်းကိုချီးမွမ်းကုန်လျက်နေကုန်၏ဟုလျှောက်ကုန်၏ယဟန်တို့ငါဘုရားသည်ယခုသာလျှင်တောထွက်သည်မဟုတ်သေးရှေး၌လည်းတောထွက်ဘူးသည်သာလျှင်ဒီဟုမိန့်တော်မူ၏ယဟန်တို့သည်ထိုအကြောင်းကိုထင်စွာပြစိန်တော်ငါမြတ်စွာဘုရားကိုတောင်းပန်ကုန်၏မြတ်စွာဘုရားသည်ဘဝတစ်ပါးချင်းဖုံးလွှမ်းအပ်သောအကြောင်းကိုထင်စွာပြတော်မူ၏အတိတ်ဝတ္ထုလွန်လေပြီးသောအခါဝိရေဟရတ်တိုင်းမိထီလာပြီ၌မဂဒေဝမင်းသည်မင်းပြု၏ထိုမဂဒေဝမင်းသည်တရားဆောင်၏တရားသဖြင့်မင်းပြု၏ထိုမင်းသည်အနှစ်8400ကာလပတ်လုံးမင်းသားငယ်တို့၏ကစားခြင်းကိုပြု၍အနှစ်8400ကာလပတ်လုံးအိမ်ရှိမင်းအဖြစ်ကိုပြု၍အနှစ်8400ကာလပတ်လုံးမြတ်ဘောမင်း၏အဖြစ်ကိုပြု၍ရှေးစွာသောကာလကိုဂုံစေ၍တနေ့သ၌ဆက်ထားသည်ကိုအချင်းဆက်ထားသည်အချင်းအခါ၌ငါ၏ကူးခေါင်း၌ဆန်ဖျူကိုမြင်ညာအံ့
ထို့မြင်သည်ရှိသောငါအားကြားလျှောက်လောဟုဆို၏ဆက်ထားသည်လည်းရှေစွာသောကာလကိုကုံစေ၍တနေ့သ၌မင်းဤမျက်စင်းညိုအရှင်နှင့်တူကုန်သောဆန်တို့ဤအကြား၌ဆန်ဖြူတပင်ကိုမြင်၍အရှင်မင်းကြီးအားဆန်ဖြူတပင်သည်ထင်၏ဟုကြားလျှောက်၏ထိုတို့တပည့်ကအချင်းဆက်ထားသည်ငါဤလက်၌ထိုဆန်ဖြူကိုနှုတ်၍လက်၌တင်လောဟုဆိုသည်ရှိသောရွှေမွေးညက်ဖင်နှုတ်၍မင်းဤလက်၌တင်၏ထိုအခါမင်းအသက်သည်84,000ကျွင်းသည်ဖြစ်၏ထိုတို့ဖြစ်တော်လေစံဖြူကိုမြင်၍တင်မင်းလာလိုက်၍အနီး၌တီးပြီးတကယ်တို့၎င်းမိမိကိုယ်သည်ပြောင်တောက်သောတိရွတ်မိုးအိမ်သို့ဝင်၍နေရာပြီးတကယ်တို့၎င်းထင်မှတ်လျက်ထီလန့်ခြင်းသို့ရောက်၍အိုးမိုက်စွာသောမကားဒီပါမင်းမြင်းသည်စံဖြူသည်တိုင်အောင်ဤကိလေသာတို့ကိုစွန့်ခြင်းကမတတ်နိုင်တကားဟုကြံ့၏မကားဒီပါမင်း၏ဤစံဖြူရောက်သည့်ဤအဖြစ်ကိုချင်းချင်းသည်အတွင်း၌ပူခြင်းသည်ဖြစ်၍ကိုမချွေးတို့သည်ယိုကုန်၏ပစိုးတို့သည်ညှင့်၍ဖြစ်အပ်သောအချင်းရာသို့ရောက်ကုန်၏မကားဒီပါမင်းသည်ယနေ့ပင်လျင်ငါသည်တောထွက်၍ယဟန်ဖြိုးသည်ကိုကြံ့၍စတာသည်အားအခွန်တသိန်းထွက်သောရွာကိုစုပေး၍တားကြီးကိုခေါ်စေ၍ချစ်သားငါ၏ဥကောင်း၌စံဖြူသည်ထင်ရှားဖြစ်၏ငါသည်အိုမင်းမီငါသည်လူ၌ဖြစ်သောကာမဂုဏ်တို့ကိုခံစားအပ်ပြီးသာလျင်ကတဲ့ယခုအခါနတ်၌ဖြစ်သောကာမဂုဏ်တို့ကိုရှာအပ်ငါအားတောထွက်ခါတန်သည်မင်းသည်ဤမင်းအဖြစ်ကိုယူလောငါကယဟန်ပြု၍မကားဒေဝဥယျာဉ်၌နေလျက်တရားကိုကျင့်အံ့ဟုဆို၏ဤသို့ယဟန်ပြုလိုသောမကားဒေဝမင်းကိုအမတ်တို့သည်ကပ်၍အရှင်မင်းကြီးတို့၏ယဟန်ပြုခြင်းအကြောင်းသည်အတို့နည်းဟုလျှောက်ကုန်၏မင်းသည်စံပြုကိုလက်ဖြင့်ယူ၍အမတ်တို့အားဩဒမင်ဂရုဟာမယံဣမေဇာတာဝယောဟရာပါတုဘူတာဒေဝဒုတာပပ္ပဇာတမယောမမဟုသောဤဂါထာကိုဆို၏ဘွန်သောအမတ်တာအိုအမတ်တို့ဒေဝဒုတာတေမင်းဤတမန်ဖြစ်ကုန်သောဝါနန်းနှင့်တူသောတမန်ဖြစ်ကုန်သောဝါဒေဝဒုတာဝိဒုကိနတ်ဖြစ်ကုန်သောဖျားလောင်းဤတမန်ဖြစ်ကုန်သောဝယောဟရာအရွယ်သုံးပါးတို့ကိုဆောင်ကုန်သည်စာတာဖြစ်ကုန်သောမယုံငါအားဣမေဥဒမင်ဂရုဟာဤဆံဖြူတို့သည်ပါတုဘူတာထင်ရှားဖြစ်ကုန်၏မမငါအားပပ္ပဇာတမယောယဟန်ပြုခါတမ်းပြီးမဂဒေဝမင်းသည်ဤသို့ဆို၍ထိုနေ့သားလျင်မင်းအဖြစ်ကိုစွန့်၍ယသိယဟန်ပြု၍မဂဒေဝတရက်ဥယျာဉ်၌နေလျက်အနှစ်84,000တို့ပတ်လုံးဗြဟ္မဝိဟာရ၄ပါးကိုပွားစေ၍မယုတ်သောဇန်၌တည်လျက်ထိုဘဝမှဆုတည်၍ဗြဟ္မာဘီ၌ဖြစ်၍တဖန်ဗြဟ္မာဘီမှဆုတည်၍မိထီလာဘီ၌လျင်နေမိသောမင်းဖြစ်၍စုံနှစ်သောမိမိအနွယ်ကိုဆက်၍ထိုတရက်ဥယျာဉ်၌ယဟန်ပြု၍ဗြဟ္မဝိဟာရတရားတို့ကိုပွားစေ၍တဖန်ဗြဟ္မာဘီသို့လာ၏တပန်ညုမြတ်စွာဘုရားသည်လေယဟန်တို့ငါဘုရားသည်ယခုသာလျင်မြတ်သောတောထွက်ချင်းကိုတောထွက်တော်မူသည်မဟုတ်သေးရှေး၌လေတောထွက်ဘူးသည်တာလင်းသည်ဟုဤဓမ္မဒေသနာကိုစောင့်တော်မူ၍သစ္စာလေးပါးတို့ကိုပြတော်မူသည်၏အဆုံး၌အချို့ကုန်သောယဟန်တို့သည်တောတာပန်ဖြစ်ကုန်၏အချို့ကုန်သောယဟန်တို့သည်သကဒါကံဖြစ်ကုန်၏အချို့ကုန်သောယဟန်တို့သည်အနာကံဖြစ်ကုန်၏ဇတ်ပေါင်းဤသို့မြတ်စွာဘုရားသည်နှစ်ပါးကုန်သောဝတ္ထုတော်ကိုဟောတော်မူ၍အနုတန်တေကိုဆက်၍ယခုအခါအာနန္ဒာသည်ထိုအခါချက်တာသည်ဖြစ်ပြီးယခုအခါယဟုလာသည်ထိုအခါတားဖြစ်ပြီးယခုအခါငါဖျားသည်လင်ထိုအခါမဂဒေဝမင်ဖြစ်ပြီးဤသို့ဇက်ကိုပေါင်းတော်မူ၏စံဖြူကိုမင်တန်ဝေတင်တောတွင်မြန်းလေတာကိုဟုမြောက်သောမဂဒေဝဇတ်သည်ပြီး၏ဒီနေ့တင်ဆက်ခဲ့ကထဝါဟနဇတ်နှင့်မဂဒေဝဇတ်တို့ကိုဒီမှာမဲ့အဆုံးသတ်လိုက်ပါပြီနောက်ထပ်ဇက်နှစ်ပတ်တော်များကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်နားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်တာယာချမ်းမြေတော့နေလီဖြစ်ပါစေခင်ဗျာ channel လေးကိုလည်း subscribe လုပ်ပြီး bell item လေးကိုနှိပ်ပေးထားပါအောင်နော်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြပါမယ်ကျေးဇူးတင်ပါတယ်